မှာကစိတ်ဆွမ်းအားဆိုတာရှိတယ်စိတ်ဆွမ်းအားနဲ့စိတ်ဆွမ်းအင်နဲ့လူတိုင်းမှာရှိတယ်လူတိုင်းကလည်းကိုယ့်ရဲ့စိတ်ဆွမ်းအင်ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေကိုအသုံးချနိုင်ပြီးတော့ကိုလူချင်တဲ့အရာတွေကိုဘဝမှာကိုဘာဖြစ်ချင်တာလဲကိုဖြစ်ချင်တာဘာမှဆိုကိုယ့်ရဲ့စိတ်ဆွမ်းအင်ကိုအသုံးချပြီးတော့ကိုကတိုးတက်အောင်လုပ်လို့ရတယ်ကိုယ့်ရဲ့စိတ်ဆွမ်းအင်ကိုအသုံးချပြီးကိုလူချင်တဲ့ဘဝကိုပိုင်ဆိုင်ချင်တဲ့အရာကိုယ့်ဘဝမှာကိုဘယ်လိုမျိုးဖြစ်ချင်တာလဲကိုဖြစ်ချင်တဲ့အရာကိုကိုယ့်ရဲ့စိတ်ဆွမ်းအင်ကိုအသုံးချပြီးတော့ရအောင်လုပ်လို့ရတယ်မြတ်ကိုယ်တော်လည်းကိုယ့်ရဲ့စိတ်ဆွမ်းအင်ကိုအသုံးချပြီးတော့ကိုဘဝမှာကိုဖြစ်ချင်တဲ့အရာတွေကိုရအောင်ဖန်တီးခဲ့တယ်မြတ်ဆိုရင်တော့ကိုယုံကြည်မှုရှိဘူးယုံကြည်မှုအားနည်းတယ်လူတွေကြောက်တတ်တယ် social media ဆိုတော့အရင်ကြောက်တယ်ခင်ဗျာရှိကိုထွက်လာမှလည်းအရင်ကြောက်တယ်သူဒါနဲ့အဲ့လိုလူတယောက်ကရင်ကိုယုံကြည်မှုရှိလာခင်ဗျာရှိမှထွက်ရလာအောင်ယုံကြည်မှုရှိတဲ့သူတယောက်ဖြစ်လာခဲ့တယ်နောက်တစ်ခုကကြာမြဲအရင်တုန်းကကိုပိုင်မှုချေချောင်းဖွင့်ချင်တာအခုဆိုကိုယ့်ပိုင်မှုချေချောင်းကိုဖွင့်နိုင်ခဲ့တယ်နောက်တစ်ခုဖြစ်ချင်တာမှလည်းဆိုရင်ကိုယ့်ရဲ့ knowledge တွေကိုပြန်ပြီး share လုပ်ပေးနိုင်တဲ့သူတယောက်ကိုဖြစ်ချင်တယ်ကိုဖြစ်ချင်တာတွေကိုကိုယ့်ဘဝမှာကိုယ့်ရဲ့စိတ်ဆွမ်းကိုအသုံးချပြီးကိုကဖြစ်အောင်လုပ်နိုင်ခဲ့တယ်အခုဒီဗီဒီယိုကြည့်နေတော့လေကိုယ့်ရဲ့စိတ်ဆွမ်းကိုယ့်မဲ့စိတ်မှာစွမ်းအားအကြီးဆုံးတကူအထက်ဆုံးကိုယ့်ရဲ့စိတ်ဆွမ်းအားပဲကိုယ့်ရဲ့စိတ်ဆွမ်းအားကတကူအကြီးမားပဲကိုယ့်ရဲ့စိတ်ဆွမ်းကိုအသုံးချပြီးကိုလိုချင်တာဘာမဆိုကိုဖြစ်ချင်တာကိုရချင်တာကိုဘလို့စီးပွားရေးလုပ်ငန်းမျိုးကိုလုပ်ချင်တာကိုဘလို့မျိုးဖြစ်ချင်ကိုကအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းကြီးဖြစ်ချင်တာလားအောင်မြင်တဲ့ဒီဇိုင်နာတရားဖြစ်ချင်တာလားအောင်မြင်တဲ့အဆိုတော်ဖြစ်ချင်စသဖြင့်ကိုဖြစ်ချင်တဲ့အရာဘာမဆိုကိုယ့်ရဲ့စိတ်ဆွမ်းကိုအသုံးချပြီးတော့ကိုရအောင်ဖြစ်အောင်ကိုလုပ်နိုင်